မင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြပေးသွားမှာကတော့ Razor Bay ဆိုတဲ့ငှက်တစ်မျိုးအကြောင်းပဲဖြစ်ပါတယ်ဒီမှာမြင်တွေ့နေရတာကတော့ Razor Bay ဆိုတဲ့ငှက်တစ်မျိုးဖြစ်ပါတယ်သူ့ကိုအတောင်ပံပါတဲ့ Michael Phelps လို့တောင်တင်စားခေါ်ကြပါတယ် Michael Phelps ဆိုတာကတော့ကမ္ဘာကျော်ရေကူးချက်မီယံတစ်ယောက်ဖြစ်ပါတယ်သူတို့ကငှက်တွေဆိုတော့ကောင်းကင်မှာပြန်တန်းရမှာလဲအရန်ကိုကျွမ်းကျင်ကြပါတယ်တနာရီကိုမိုင်90နှုန်းထိတောင်ပြန်နိုင်ကြပါတယ်ဒါပေမဲ့တခြားငှက်အများစုနဲ့မတူတဲ့အချက်ကတော့သူတို့ဘဝရဲ့အချိန်အများစုကိုရေထဲမှာပဲကုန်ဆုံးကြတာပါဘာလို့လဲဆိုတော့သူတို့ရဲ့ခန္ဓာကိုယ်တိဆောက်ပုံကရေထဲမှာနေဖို့တီးတန့်ဖန်တီးထားသလိုဖြစ်နေလို့ပါပဲပထမအချက်အနေနဲ့သူတို့ဟာရေနဲ့ပေ300အထိရေငုံနိုင်ကြပါတယ်တကယ်တော့ပေ300လောက်နဲ့တဲ့ရေအောက်မှာတောင်ပံတွေကိုမြင်တွေ့နေရတာကတော့တကယ်ကိုထူးဆန်းတဲ့မြင်ကွင်းတစ်ခုဖြစ်ပါတယ်ဒါပေမဲ့အံ့ဩစရာအကောင်းဆုံးအချက်ကတော့သူတို့ဟာအချိန်ပြည့်လို့ရေထဲမှာပဲနေတော့သူတို့ရဲ့အဓိကအစားအစာဟာလည်းငါးတွေပဲဖြစ်နေတာပါပြီးတော့သူတို့မှာလှော်သွားလို့အသွားလေးတွေပါတဲ့နှုတ်သီးတွေရှိနေပါတယ်ဒီနှုတ်သီးတွေကဖမ်းမိထားတဲ့ငါးတွေကိုပြန်မလွတ်တော့အောင်ချိတ်ထားပေးနိုင်တဲ့အတွက်ငါးတော်တော်များများကိုတစ်ချိန်ထဲမှာပဲဖမ်းထားနိုင်ပါတယ်ဒီပုံမှာလိုပါတကယ်တမ်းမှဆိုရင်ဒီငှက်တွေဟာရေထဲကနေငါး15ကောင်ကျော်ကိုနှုတ်သီးနဲ့ငုံပြီးပြန်တက်လာတာကိုမှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ပြီး notification ခေါင်းလောင်းလေးလည်းဖွင့်ပေးသွားခဲ့ကြပါဦး